တင်ကြပါရမီရှင်ညဆောင်ဖိုးနဲ့ចောင်းသားလေးရဲ့ရှိုးဝက်ချက်ဒီဇလန်းလေးကအရန်စိတ်ဝင်စားဖို့ကောင်းပြီးကြည့်ရှုသူတိုင်းကငိုကြွေးကြတာကြောင့်ဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်သီးလူချမ်းသာတွေစုဝေးရာနာမည်ကြီးအထက်တန်းကျောင်းမှာဟန်ဂျီဝူတယောက်အံဝင်ခွင်ကြဖြစ်ဖို့ရုန်းကန်နေရပါတယ်သူဟာအရင်ကျောင်းမှာတော့အတော်ဆုံးကျောင်းသားဖြစ်ခဲ့ပေမဲ့ဒီလိုပါရမီရှင်တွေကြားမှာတော့အတန်းထဲမှာအောက်ဆုံးသားရောက်နေပြီးအထူးသဖြင့်တက္ကသိုလ်ဝင်ခွင့်အတွက်အရေးကြီးဆုံးဖြစ်တဲ့တင်ကြဘာသာရဲ့မှာအခက်တွေ့နေပါတယ်သူ့တန်းဖော်တွေကချမ်းသာလို့ကျူရှင်တွေတက်နိုင်ကြပေမဲ့ဂျီဝူကတော့လူမှုဖူလုံရေးထောက်ပံ့နဲ့တက်နေရသူမို့အဲ့ဒီလိုမျိုးတွေမတက်နိုင်ပါဘူးသူ့ရဲ့တင်ကြဆရာမစ္စတာကင်ကွန်းဟိုကဒီရမှတ်တွေနဲ့ဆိုရင်နာမည်ကြီးတက္ကသိုလ်ဝင်ဖို့မလွယ်တာမို့ကြောင်းပြောင်းစဉ်းစားဖို့တတိပေးပါတယ်တညမှာတော့ဂျီဝူရဲ့အဆောင်နေသူငယ်ချင်းတွေကပိုက်ဆံပေးပြီးအပြင်ကိုခိုးထွက်ကလူတိုင်းအတွက်မုန်းနဲ့အရက်ဝယ်ခိုင်းပါတယ်ဒါပေမဲ့အပြန်လန်းမှာဂျီဝူဟာညဆောင်လီဟဲဆောင်နဲ့မိသွားပါတယ်နောက်ရက်မနက်မှာမစ္စတာကင်ကဒီစီဇန်မှာနောက်ထပ်ဘသူတွေပါဝင်လဲဆိုတာဝန်ခံခိုင်းပေမဲ့ဂျီဝူကတစ္ဆာတရားကိုတန်မိုးထားပြီးနှုတ်ပိတ်နေခဲ့ပါတယ်ဒါဟာသူ့တန်းဖော်ပတ်ပိုရန်ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့တယ်လို့သူ့ကိုလည်းအဆောင်ကနေယာယီနှင်ထုတ်ခံလိုက်ရပါတယ်အတန်းပြီးတဲ့အခါအဆောင်နေသူငယ်ချင်းတွေကကျေးဇူးတင်တဲ့အနေနဲ့ပိုက်ဆံပေးပေမဲ့ဂျီဝူကသူတို့ဟာသူငယ်ချင်းတွေဖြစ်လို့မယူလိုဘူးလို့ပြောတာကြောင့်သူတို့အံ့ဩသွားကြပါတယ်သူတို့ဟာတခြားလမ်းကြောင်းတွေကနေညစာဝယ်ဖို့ဖြစ်နိုင်ခြေကိုဆွေးနွေးကြပေမဲ့ဟဲဆောင်ညဆောင်ဖြစ်ဆက်လုပ်ကြတဲ့ကဒါဟာမဖြစ်နိုင်တော့ပါဘူးသူဟာမြောက်ကိုရီးယားကပတ်ပြောင်းခိုလုံလာသူမို့သူ့ကိုကွန်မြူနစ်ရာရှိလို့ခေါ်ကြပါတယ်နောက်ပိုင်းမှာဟဲဆောင်ဟာဆရာဝန်စီသွားပြတဲ့အခါညဆောင်လောက်ကကျန်းမာရေးအတွက်မကောင်းကြောင်းနဲ့အိတ်ဆေးတွေပေါ်မိခိုနေရတာကဇီဝရုပ်ဖြစ်ပျက်မှုကိုထိခိုက်စေကြောင်းသတိပေးခံရပါတယ်ဒါဟာပတ်ပြောင်းလာသူတယောက်အနေနဲ့သူရနိုင်တဲ့တခုတည်းသောအလုပ်ဖြစ်ကြောင်းနဲ့ဆရာဝန်ကတခြားနေရာမှာအလုပ်မရှာပေးနိုင်ရင်ဆေးတွေပဲဆက်တောက်မယ်လို့ဟဲဆောင်ကပြောခဲ့ပါတယ်အဲ့ဒီနောက်ဟဲဆောင်ဟာသူ့ရဲ့အထီးကျန်တဲ့တိုက်ခန်းကိုပြန်လာပြီးလက်ကလေးကိုအစာကျွေးတာစတော်ဘယ်ရီနို့တောက်တာနဲ့ဆူဒိုကူပဟိနီတွေဖြည့်ရှင်းတာနဲ့အချိန်ကုန်ဆုံးပါတယ်နောက်ရက်မှာဂျီဝူဟာအဆောင်ကနေနှင်ထုတ်ခံလိုက်ရပါတယ်အဆောင်ကထွက်လာချိန်မှာဘိုယန်ကဂျီဝူကိုပိုပြီးထူးချွန်တဲ့သူလို့ထင်ခဲ့ပေမဲ့အခုတော့ရှုံးနေသူတယောက်လိုပဲလို့လောင်ပြောင်ခဲ့ပါတယ်နိုင်နှဲငယ်ကြာမှာဂျီဝူဟာသူ့အိမ်ကိုပြန်ရောက်လာပြီးသူ့မေလောက်ကမပြန်လာခင်အိမ်ကိုတက်ရှင်းရေးလုပ်ထားပါတယ်သူ့မေဟာသူ့ကိုပြုစုပြောထောင်ဖို့အမြဲတမ်းကြိုးစားစားလုပ်ကင်ခဲ့တဲ့မိဆိုးမတဦးဖြစ်ပြီးတားဖြစ်သူကဒီလိုကြောင်းဝတ်စုံဝတ်ထားတာကိုမြင်ရတာအလွန်ကုန်ယူနေပါတယ်အိတ်ဆရာနေရာလိုအပ်နေတာကိုအမေကိုပြောဖို့စိတ်မကောင်းဖြစ်တာကြောင့်ဂျီဝူကအိမ်ကိုခဏလာလဲတာဖြစ်ပြီးနောက်မကြခင်ကျောင်းကိုပြန်ရမယ်လို့ပဲပြောလိုက်ပါတယ်အပြန်လမ်းမှာမိုးဆရွာတာကြောင့်ဂျီဝူဟာကျောင်းကစွန့်ပစ်ထားတဲ့တခွဲခန်းထဲခိုလုံဖို့စူးစမ်းပေမဲ့ဟဲဆောင်နဲ့မိသွားပါတယ်ဂျီဝူမှာနေစရာမရှိတာကိုကြားတဲ့အခါညဆောင်ကစိတ်မကောင်းဖြစ်ပြီးသူ့ရုံးခန်းကိုဖိတ်ခေါ်ခဲ့ပါတယ်ဂျီဝူအိပ်ပျော်နေတော့မှဟဲဆောင်ဟာဂျီဝူမတွက်နိုင်တဲ့ခက်ခဲတဲ့တင်ချအိမ်စာတွေကိုတွေ့သွားပါတယ်နေထွက်တာနဲ့ဟဲဆောင်ကဂျီဝူကိုမောင်းထုတ်လိုက်ပါတယ်ကောင်လေးဟာတင်ချတန်းထဲရောက်တဲ့အခါသူ့အိမ်စာတွေကိုဟဲဆောင်ကတွက်ပေးထားတာတွေ့ပြီးအံ့ဩသွားပါတယ်ဒါတင်မကပဲအဖြေတွေအားလုံးကလည်းမှန်နေပါတယ်ဘိုယန်ကဒါကိုတတိထားမိပြီးဆရာကိုပြဖို့ပြောပေမဲ့ဂျီဝူကနှုတ်ပိတ်ထားဖို့တောင်းဆိုပါတယ်အတန်းပြီးတဲ့အခါဂျီဝူဟာဟဲဆောင်စီသွားပြီးကျေးဇူးတင်စကားပြောကဘလို့တွေ့ရမလဲတင်ပေးဖို့တောင်းဆိုပေမဲ့ဟဲဆောင်ကသူ့ကိုထပ်မံမောင်းထုတ်လိုက်ပါတယ်နောက်ပိုင်းမှာစာကြည့်ခန်းထဲမှာဂျီဝူဟာသူ့တန်းဖော်တွေရဲ့ကျူရှင်ဆရာတွေတောင်ဒီပု္ပ္ပစာတွေကိုတွက်ဖို့အခက်တွေ့နေတာကိုကြားလိုက်ရတဲ့အတွက်ဟဲဆောင်ဟာဘလောက်ထူးခြားလဲဆိုတာသိလိုက်ရပါတယ်ဂျီဝူဟာဟဲဆောင်နောက်ကိုတကောက်ကောက်လိုက်ပြီးတင်ပေးဖို့တောင်းပန်ပေမဲ့ဟဲဆောင်ကသူ့ကိုဂရုမစိုက်ပါဘူးတနေ့ညနေမှာအမိုက်ပြည့်ရင်ဟဲဆောင်ဟာဆရာတွေကလူမှုဖူလုံရေးကျောင်းသားတွေဟာမိဘတွေကဂရုမစိုက်ကြပဲတင်ငယ်စိတ်တွေရှိတတ်ကြတယ်လို့ပြောနေတာကိုကြားသွားပြီးမစ္စတာကင်ကဂျီဝူကိုပါအဲ့ဒီစီရင်ထဲထည့်ပြောနေပါတယ်ဂျီဝူကသူ့စီလာပြီးတင်ပေးဖို့ထပ်တောင်းဆိုတဲ့အခါဟဲဆောင်ကကြောင်းပြောင်းတာပိုကောင်းကြောင်းနဲ့ကိုသနာနေတာဟာဂုံယူစရာမဟုတ်ကြောင်းပြောခဲ့ပါတယ်တခြားသူတွေရတဲ့အခွင့်အရေးမျိုးသူမရနိုင်တာကြောင့်ဘလောက်ထိဒေါသထွက်ရကြောင်းဂျီဝူကရှင်းပြတဲ့အခါဟဲဆောင်ကလက်ခံသွားပြီးတင်ပေးဖို့သဘောတူလိုက်ပါတယ်သူကဂျီဝူကိုစတော်ဘယ်ရီနို့နဲ့ပဲပြန်ပေးဆက်ဖို့တောင်းဆိုပါတယ်နောက်ရက်မှာဟဲဆောင်ဟာမြောက်ကိုရီးယားကပတ်ပြောင်းလာသူတွေကိုကူညီပေးနေတဲ့သူ့တငယ်ချင်းအန်ဂီချောစီသွားလဲပါတယ်သူတို့အတူတူကစားကြပြီးဘဝအကြောင်းတွေပြောကြပါတယ်ဂီချောကဟဲဆောင်အတွက်လိုအပ်တဲ့မိအိမ်တွေကိုလက်ဆောင်ပေးတဲ့အခါဟဲဆောင်ကသူ့ကိုပိုက်ဆံတင်ပေးပြီးသူဒီနိုင်ငံကိုလာတာအလူခံဖို့မဟုတ်ဘူးလို့ပြောပါတယ်ညရောက်တဲ့အခါဟဲဆောင်ဟာမိအိမ်တွေကိုစွန့်ပစ်ထားတဲ့တခွဲခန်းထဲမှာထည့်ထားပြီးဂျီဝူကိုအဲ့ဒီမှာရှို့ဝတ်တင်ပေးပါတယ်ဂျီဝူလိုက်နာရမယ့်စီကံ3ခုရှိပါတယ်ထေဒီသင်ခန်းစာတွေအကြောင်းဘသူ့ကိုမှမသိစေရ2တင်ချာကလွဲလို့တခြားမေးခွန်းတွေမမေးရ3ဟဲဆောင်ကတင်ချာကိုတင်ပေးမှဖြစ်ပြီးအမတ်တွေဒါမှမဟုတ်စာမေးပွဲတွေအကြောင်းမကြားချင်ဘူးဂျီဝူကစီကံအလုံးကိုလိုက်နာဖို့ကတိပေးပြီးနောက်မှာဟဲဆောင်ကပထမဆုံးပု္ပ္ပစာအနေနဲ့တီကန်တစ်ခုရဲ့ဣရိယာကိုရှာခိုင်းပါတယ်ဂျီဝူကဒါဟာအလယ်အန်းပြဿနာပဲလို့ပြောပြီးချက်ချင်းဖြေရှင်းလိုက်ပေမဲ့ဟဲဆောင်ကကြည်ကန်ရဲ့ပတ်ပတ်လည်မှာဆက်ဝိုင်းတစ်ခုဆွဲပြပြီးသူမားနေကြောင်းပြောခဲ့ပါတယ်
ဂျီဝူးကအလိန်ခံလိုက်ရတယ်လို့ခံစားရပြီးဟဲဆောင်းကမှားယွင်းတဲ့မေးခွန်းကိုပေးတာဖြစ်လို့မတရားဘူးလို့ထင်ပေမဲ့ဟဲဆောင်းရဲ့အချက်ကတော့သူပု္ပ္ပစာကိုဖြည့်ရှင်းပုံချင်းကပ်မှုမားနေတာဖြစ်ပါတယ်။အဖြေရှာဖို့ကအရေးကြီးတာမှန်ပေမဲ့မေးခွန်းကဘာလဲဆိုတာကိုနားလည်ဖို့ကပိုအရေးကြီးပါတယ်။တင် जा ဆိုတာအဖြေရှာဖို့လုပ်ငန်းစဉ်အကြောင်းပဲဖြစ်ပါတယ်။ဂျီဝူးကဒီသဘောတရားကိုနားလည်သွားတဲ့အခါဟဲဆောင်းကအက်စီလုံလို့ခေါ်လိုက်ပါတယ်။အဲ့ဒီအခါမှာဟဲဆောင်းဟာသူငယ်စဉ်ကတငယ်ချင်းဖြစ်သူနဲ့အတူထူးချွန်စုအဖြစ်ဘောပင်တစ်ချောင်းရခဲ့တာကိုပြန်မြင်အောင်သွားပါတယ်။အက်စီလုံဆိုတာတင်းငယ်ပြီးအရေးမပါတဲ့ຢာလို့အတိတ်ပဲရပါတယ်။အတန်းပြီးတဲ့အခါဂျီဝူးမှာသွားစရာနေရာမရှိသေးတာကြောင့်ဟဲဆောင်းကသူ့စီမှာနေခွင့်ပေးလိုက်ပါတယ်။ဟဲဆောင်းဟာကက်ဆက်ဟောင်းလေးနဲ့ကန်နဝင်ဂီတနားထောင်ရတာကိုဝါသနာပါတာကိုဂျီဝူးသိသွားပါတယ်။သူတို့တွေကန်နဝင်တေးရေးဆရာတွေအကြောင်းပြောကြတာကဟဲဆောင်းအတွက်သူ့တိတ်အကြောင်းမေးခွန်းတွေကိုရှောင်လွှဲဖို့အထောက်အကူဖြစ်စေပါတယ်။ကက်ဆက်ကဟောင်းနှွမ်းနေပြီးအတန်အရည်သွေးမကောင်းတာကြောင့်ဂျီဝူးကသူ့ဖုန်းနဲ့တချင်းဖွင့်ပြပါတယ်။အဲ့ဒီအတန်အရည်သွေးကဟဲဆောင်းကိုအံ့အားသင့်စေပြီးနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်နှစ်ချိုက်အိပ်ပျော်သွားစေပါတယ်။တကယ်တော့သူဟာနောက်ရက်မနက်အထိအိပ်ရာထဲမှာရှိနေပြီးသူနိုးလာတဲ့အခါဂျီဝူးကအတန်းတက်ဖို့ထွက်သွားခဲ့ပါပြီ။မစ္စတာကင်ကအရေးကြီးတဲ့သတင်းတစ်ခုပေးပါတယ်။အောင်ချက်စာမေးပွဲစစ်မဲ့အစားနာမည်ကြီးပိုင်တာကိုရဲ့စတင်ချပြိုင်ပွဲမှာပါဝင်ရမှာဖြစ်ပြီးဒါဟာသူတို့ရဲ့စာမေးပွဲဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။လေ့ကျင့်ဖို့နလားပဲအချိန်ရတာကြောင့်ကျောင်းသားတွေကမပျော်ကြပေမဲ့မစ္စတာကင်ကတော့သူတို့အားလုံးရွှေတစိမ့်ရဖို့မျှော်လင့်နေပါတယ်။ဂျီဝူးဟာနေတိုင်းဟဲဆောင်းစီမှာတင်ချသွားတင်ပြီးဘိုယန်ကဂျီဝူးစတော်ဘယ်ရီနို့တွေခဏဝယ်နေတာကိုသတိထားမိလာပါတယ်။တညမှာဖြည့်ရှင်းရခက်တဲ့ပို့စာတစ်ခုကိုဂျီဝူးကနီးစနစ်မေးပေမဲ့ဟဲဆောင်းကသူ့ကိုကိုယ်တိုင်လက်နဲ့ပဲအစအဆုံးတွက်ချက်ခိုင်းပါတယ်။3 နာရီကြာမှဂျီဝူးကဖြည့်ရှင်းနိုင်သွားတဲ့အခါဟဲဆောင်းကထူးခြားတဲ့အရာတစ်ခုပြပါတယ်။နာမည်ကြီးတင်ချပညာရှင်ဘာနယ်ရီမန်းဟာဖြည့်ရှင်းမှုလုပ်ငန်းစဉ်နဲ့ယင်းနှီးကျွမ်းဝင်အောင်38နေရာအထိလက်နဲ့တွက်ချက်ခဲ့ကြောင်းပြသခဲ့ပါတယ်။ဒါဟာတင်ချကိုပိုပြီးနားလည်ဖို့အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ဟဲဆောင်းကဂျီဝူးရဲ့အဖြေမှန်ကိုမပြောပြပါဘူး။ကိုယ်တိုင်အမှားအမှန်ရှာဖို့ကတင်ချပညာရှင်တယောက်ရဲ့အလုပ်ဖြစ်လို့ပါ။ရက်တပတ်တွေကုံဆုံးလာတာနဲ့အမျှဂျီဝူးရဲ့တင်ချစွမ်းရည်ကတစ်နေ့ထက်တစ်နေ့တိုးတက်လာပါတယ်။တညနေမှာစိတ်မကောင်းစရာသတင်းတစ်ခုရပါတယ်။သူ့တငယ်ချင်းလူမှုဖူလုံရေးကျောင်းသားတယောက်ဟာအရင်ကျောင်းကိုပြန်ပြောင်းသွားပြီးဒီကျောင်းကိုလာခဲ့တာဟာဘယ်တော့မှမထိုက်တန်ဘူးလို့ဝန်ခံသွားခဲ့ပါတယ်။အခုတော့ဂျီဝူးကသူ့အခြေအနေကိုပြန်စဉ်းစားရပါပြီ။ဘိုယန်ကသူတို့အခြေအနေတူပဲလို့ပြောတာကိုဂျီဝူးကသူ့ကိုလောင်နေတယ်လို့ထင်ခဲ့ပါတယ်။သူတို့စကားပြောနေတုန်းဘိုယန်ရဲ့အမေကလာကြိုပါတယ်။ကားပေါ်ရောက်တဲ့အခါဘိုယန်ဟာလူမှုဖူလုံရေးကျောင်းသားနဲ့ပေါင်းတင်လို့စူပူခံရပါတယ်။ဘိုယန်ရဲ့အမေဟာသမီးကိုစာပဲအာယုံစိုက်စေချင်တာကြောင့်ပီယာနိုတီးတာကိုပါစူပူပြီးမစ္စတာကင်ကိုတရားမဝင်ကျူရှင်ဆရာဖြစ်ငှားရမ်းလိုက်ပါတယ်။အဲ့ဒီညမှာဂျီဝူးကဟဲဆောင်းကိုသူ့သူငယ်ချင်းအကြောင်းပြောပြပြီးသူလည်းကြောင်းပြောင်းတင်လာလို့မေးခဲ့ပါတယ်။ဟဲဆောင်းကအရှုံးမပေးဖို့အားပေးပြီးအောင်မြင်ဖို့အတွက်အရေးကြီးဆုံးကညံရီမဟုတ်ပဲအဆုံးအထိရင်ဆိုင်ရဲတတိဖြစ်ကြောင်းတတိပေးပါတယ်။ဟဲဆောင်းကဂျီဝူးကိုသူပြင်ပေးထားတဲ့ပုံစံတွေပြပါတယ်။အဖြေမှာအမှားနှဲငယ်ရှိပေမဲ့ဖြည့်ရှင်းပုံလုပ်ငန်းစဉ်ကတော့မှန်ကန်နေပါတယ်။အဲ့ဒီညမှာပဲဂျီဝူးရဲ့အဆောင်သားခွင့်ကကုံဆုံးသွားလို့အဆောင်ကိုပြန်သွားရပေမဲ့ဟဲဆောင်းနဲ့အတူရှိခဲ့တာကိုလွမ်းဆွနေမိပါတယ်။နောက်ရက်မှာဘိုယန်ကစတော်ဘယ်ရီနို့နဲ့တောင်းပန်လွှာလေးလက်ဆောင်ပေးပါတယ်။သူဂျီဝူးနောက်ကိုလိုက်လာပြီးရှိုးဝက်တက်ခွဲခန်းထဲကရှိုးဝက်ချက်ကိုတီးသွားပါတယ်။ဟဲဆောင်းကိုဂျီဝူးကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်စကားပြောပြီးသူမလည်းခဏလာလဲလို့ရမလားလို့မေးရမှာဟဲဆောင်းကရှိုးဝက်ချက်ကိုထိမ့်သိမ့်ဖို့ကတိပေးတောင်းရင်လက်ခံခဲ့ပါတယ်။ဘိုယန်ကလည်းသူ့ကိုကွန်မြူနစ်ရာရှိလို့ခေါ်တဲ့အတွက်ဟဲဆောင်းဇဝေးဇဝါဖြစ်သွားပါတယ်။သူဟာမြောက်ကိုရီးယားကဖြစ်ပေမဲ့စစ်တပ်မှာဘယ်တော့မှအမှုမထမ်းခဲ့ဘူးပါဘူး။အဲ့ဒီအချိန်မှာចောင်းသားတစုចောင်းထဲမှာခိုးဝင်နေတာကိုတွေ့ရမဲ့ဟဲဆောင်းကဂျီဝူးဖြစ်ရတုံးကလို့မဖြစ်အောင်ဘာမှမလုပ်ပဲလွတ်ထားလိုက်ပါတယ်။နောက်ထပ်ညနေခင်းတစ်ခုမှာဂျီဝူးကဟဲဆောင်းကိုဘာလို့တင်ချကိုအသေးအတန်လေ့လာခဲ့လဲလို့မေးပါတယ်။အစပိုင်းမှာတော့ပညာသင်ဆုရဖို့နဲ့မိသားစုအတွက်လုပ်ခဲ့တာဖြစ်ပေမဲ့လေ့လာလေတင်ချကလှပလေဖြစ်လို့ချစ်မြတ်နိုးသွားခဲ့တာလို့သူကရှင်းပြပါတယ်။ပြီးတော့သူတို့ဘိုယန်ကိုပါခေါ်ပြီးပီယာနိုတီးကကနန်းတစ်လုံးချင်းစီကိုနှုတ်ဖြစ်သတ်မှတ်ပြီးပိုင်ကနန်းတွေကိုလှပတဲ့တေးသွားဖြစ်ဖန်တီးခဲ့ကြပါတယ်။နောက်တစ်ကြိမ်တင်ချတန်းမှာဂျီဝူးကဟဲဆောင်းတင်ပေးထားတဲ့မိကွန်းအမားတွေအကြောင်းကိုသုံးပြီးမစ္စတာကင်ရဲ့အဖြေကိုပြင်ပေးလိုက်ပါတယ်။ဒါပေမဲ့မစ္စတာကင်ကသူ့ကိုစူပူပါတယ်။အဖြေကမှန်ကောင်းမှန်နိုင်ပေမဲ့စာမေးပွဲစစ်သူလိုချင်တဲ့အဖြေမဟုတ်ကြောင်းနဲ့ကျောင်းသားတွေအနေနဲ့မျှော်လင့်ထားတဲ့အဖြေကိုပဲပေးဖို့လိုကြောင်းပြောခဲ့ပါတယ်။ဒါဟာစာမေးပွဲဖြေဆိုတဲ့နီးစနစ်တာဖြစ်ပေမဲ့ဂျီဝူးကလက်မခံဘဲစာမေးပွဲမှာအဖြေမှန်ကိုလည်းဖြေမယ်လို့ပြန်ပြောခဲ့ပါတယ်။မစ္စတာကင်ကဂျီဝူးကိုရိုင်းဆိုင်နေဆိုပြီးအတန်းပြင်မှာထွက်ရက်ခိုင်းပါတယ်။အဲ့ဒီနောက်မှာဂျီဝူးကသူ့ကျောင်းမပြောင်းတော့ဘူးလို့မစ္စတာကင်ကိုအတိပေးလိုက်ပါတယ်။ညနေမှာဂီချောကဟဲဆောင်းကိုဆက်သွယ်ရလွယ်အောင်စမတ်ဖုန်းတစ်လုံးလက်ဆောင်ပေးပါတယ်။ဟဲဆောင်းကဖုန်းလေးကိုဂျီဝူးကိုဝမ်းသာအားရပြတဲ့အခါဂျီဝူးကဟဲဆောင်းဒီဖုန်းမျက်နှာပြင်သေးသေးလေးမှာစာတန်းရှည်ကြီးတွေဖတ်နေတာကိုသတိထားမိသွားပါတယ်။
ဂျီဝူးကဟဲဆောင်းအတွက်ဒီစာတမ်းတွေကိုကွန်ပျူတာခန်းထဲမှာခိုးဝင်ပြီးအကုန်လုံး print ထုတ်ပေးလိုက်ပါတယ်။နောက်ရက်မှာတော့ပိုင်တာကိုရဲ့စာမေးပွဲနေ့ရောက်လာပါပြီ။ဂျီဝူးကတော့ဟဲဆောင်းရဲ့သင်ခန်းစာတွေကြောင့်ကောင်းကောင်းဖြေနိုင်ပေမဲ့ဘိုယန်ကတော့ဂီတတန်စင်တွေကိုသုံးပြီးဖြေပေမဲ့မကြခင်မှာပဲစိတ်ပြက်လာပါတယ်။ PR တွေကြောင့်သူမဟာစာမေးပွဲကိုအဆုံးထိမဖြေနိုင်ပဲအတန်းထဲကထွက်သွားခဲ့ပါတယ်။ဘိုယန်ရဲ့အမေကသူမကိုအရှက်မရအောင်အိမ်မှာပဲနေခိုင်းပြီးကျောင်းကိုတော့ခီးသွားနေတယ်လို့လိန်ညာခဲ့ပါတယ်။ဂျီဝူးကသူမကိုဆက်သွယ်ပေမဲ့ဘာအကြောင်းမှပြန်မလာပါဘူး။ညနေမှာဂျီဝူးနဲ့ဟဲဆောင်းတို့ဟာဘိုယန်ပေးတဲ့လက်မှတ်တွေနဲ့ကန်နဝင်ဂီတဖျော်ဖြေပွဲသွားကြည့်ကြပါတယ်။ဘိုယန်ရဲ့မိသားစုကဒီပွဲကိုပံ့ပိုးကူညီပေးထားတာပါ။ဘိုယန်ရောက်မလာပေမဲ့ဟဲဆောင်းကတော့ပွဲကိုအလွန်နှစ်သက်ပြီးမျက်ရည်ကျတဲ့အထိခံစားခဲ့ရပါတယ်။အဲ့ဒီနောက်ဟဲဆောင်းကဂျီဝူးကိုသူ့အိမ်မှာညစာဖိတ်ကြွေးပါတယ်။ဒါဟာဂျီဝူးအနေနဲ့ဟဲဆောင်းထမင်းစားတာကိုပထမဆုံးအကြိမ်မြင်ရတာပါ။အဲ့ဒီညမှာပဲပိုင်တာကိုရဲ့စာမေးပွဲမေးခွန်းတွေအင်တာနက်ပေါ်မှာပေါက်ကြားသွားတာကြောင့်ဆရာတွေဒုက္ခရောက်ကုန်ပါတယ်။ပညာရေးဌာနကသူတို့ကိုအလုံးမထုတ်ခင်ဘယ်သူလုပ်လဲဆိုတာရှာရပါတော့မယ်။တစ်ဖက်မှာလည်းဂျီဝူးနဲ့ဟဲဆောင်းတို့စာအုပ်ဆိုင်မှာဈေးဝယ်နေတုန်းသစိမ်းတယောက်ကဟဲဆောင်းကိုမှတ်မိသွားပါတယ်။အဲ့ဒီလူဟာမြောက်ကိုရီးယားကဖြစ်ပြီးဟဲဆောင်းကိုဒေါက်တာလို့ခေါ်ပါတယ်။ဟဲဆောင်းကတက္ကသိုလ်မှာသင်ပြခဲ့တာကိုသူကမှတ်မိနေတာပါ။အဲ့ဒီလူကဟဲဆောင်းကိုနာမည်ကြီးတင်ချပါရမီရှင်လို့ခေါ်ပြီးဂျီဝူးကိုသူ့သားလို့ထင်နေတာကြောင့်သူတို့အခြေအနေရခတ်သွားပါတယ်။ဟဲဆောင်းကကျေးဇူးတင်စကားပြောပြီးဆိုင်ထဲကနေအမြန်ထွက်လာခဲ့ပါတယ်။ဂျီဝူးရဲ့မိကုံးတွေကိုလည်းမဖြေပါဘူး။အိမ်ပြန်ရောက်တဲ့အခါဟဲဆောင်းဟာသူ့သားလီဒေးယုံနဲ့အတူညစာစားခဲ့တာလက်ကလေးဝယ်ပေးခဲ့တာနဲ့တားဖြစ်သူအကြိုက်ဆုံးစတော်ဘယ်ရီနို့ဝယ်ပေးခဲ့တာတွေကိုပြန်သတိရနေပါတယ်။နောက်ရက် TV သတင်းမှာတင်ချပု္ပ္ပစာတစ်ခုဖြစ်တဲ့ Riemann hypothesis ကိုမြောက်ကိုရီးယားပညာရှင်လီဟဲဆောင်းကဖြေရှင်းနိုင်တော့မယ်လို့ပါလာပါတယ်။ TV ပေါ်က Professor O ကသူငယ်စဉ်ကတင်ချပြိုင်ပွဲမှာဟဲဆောင်းနဲ့တွေ့ခဲ့တဲ့အကြောင်းပြောပြပါတယ်။ O ကတောင်ကိုရီးယားကဖြစ်ပြီးဟဲဆောင်းကမြောက်ကိုရီးယားကဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာနာမည်ကြီးတင်ချပညာရှင်တဦးစီကနေဘောပင်တစ်ချောင်းစီရခဲ့ဘူးပြီး Professor O ကအခုထိတင်ထားဆဲဖြစ်ပါတယ်။ဂျီဝူးကဟဲဆောင်းကိုအရင်တွေ့ပြီးဒီအကြောင်းမေးတဲ့အခါဟဲဆောင်းကဒေါသထွက်ပြီးဒီအကြောင်းကိုနောက်ဘယ်တော့မှမပြောဖို့ပြောခဲ့ပါတယ်။တစ်ဖက်မှာမစ္စတာကင်ကစာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့်ဒုက္ခရောက်နေပေမဲ့ကင်မရာမှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါဂျီဝူးကွန်ပျူတာခန်းထဲကနေစာရွက်တွေနဲ့ထွက်လာတာကိုတွေ့သွားပါတယ်။ဂျီဝူးကဒါဟာမသက်ဆိုင်ကြောင်းရှင်းပြပေမဲ့တက်တည်မပြနိုင်ပါဘူး။မစ္စတာကင်ကဂျီဝူးကိုအကြောင်းပြောင်းရင်ဒီအပြစ်ကိုလူသိရှင်ကြားမလုပ်ဘူးလို့ကမ်းလှမ်းပါတယ်။ဂျီဝူးကမေးခွန်းပေါက်ကြားသူလို့သတင်းတွေထွက်သွားတဲ့အတွက်ဘိုယန်ကအဖြစ်မှန်ကိုသိလို့စိတ်မကောင်းဖြစ်နေပါတယ်။မြောက်ကိုရီးယားကဟဲဆောင်းရဲ့အောင်မြင်မှုတွေကိုတောင်ကိုရီးယားကယူနေတယ်ဆိုပြီးစိတ်ဆိုးနေတာကြောင့် NIS ကဟဲဆောင်းကို TV မှာထွက်ရှင်းပြဖို့ဂီချောကိုဖိအားပေးပါတယ်။လုပ်ဖော်ကိုင်ဖက်ဟောင်းတယောက်ကဟဲဆောင်းကိုမြောက်ကိုရီးယားပြန်ဖို့လာစီယုံရင်ဟဲဆောင်းရဲ့သားအကြောင်းပြောမိလို့ဟဲဆောင်းပိုပြီးဒေါသထွက်သွားပါတယ်။ဟဲဆောင်းမျိုးကနေထွက်ခွာဖို့ပြင်ဆင်နေတုန်းဂီချောကဟဲဆောင်းလွန်ခဲ့တဲ့နှစ်တွေကလွှင့်ပစ်ခဲ့တဲ့သူတေသနာစာတမ်းတွေကိုပြန်ပေးခဲ့ပါတယ်။ဒါဟာအလွန်တန်မိုးရှိလုံးလို့ဂီချောကတင်ထားခဲ့တာပါ။အဲ့ဒီအချိန်မှာဂျီဝူးရောက်လာပေမဲ့အော်ဟစ်တန်တွေကြားလို့အပြင်မှာပဲနေခဲ့ပါတယ်။ဟဲဆောင်းကဒီသူတေသနာကြောင့်သူ့သားအသက်ဆုံးရှုံးခဲ့ရတာလို့အော်ဟစ်နေပါတယ်။ဂျီဝူးကဟဲဆောင်းနဲ့စကားပြောဖို့ကြိုးစားပေမဲ့ဟဲဆောင်းကသူ့ကိုစူပူမောင်းထုတ်လိုက်ပါတယ်။သူတို့ဟာဆရာနဲ့တပိတ်ထက်ပိုတဲ့ဆက်ဆံရေးမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဂျီဝူးစီကိုဘိုယန်ကဖုံးဆက်ပြီးဘာလို့ဒီလိုအရှုံးပေးခံနေတာလို့မေးပေမဲ့ဂျီဝူးကအားလုံးပြီးသွားပြီလို့ပဲပြောပြီးဖုံးချလိုက်ပါတယ်။ဟဲဆောင်းကားဂိတ်မှာရှိနေတုန်းသူ့သားနဲ့ရုပ်ချင်းတူတဲ့သူတယောက်ကိုတွေ့ပြီးသားဖြစ်သူတေဆုံးခဲ့တဲ့ညကိုပြန်သတိရနေပါတယ်။သားဖြစ်သူကသူ့ဖေကိုတကိုကောင်းဆန်လို့တောင်ကိုရီးယားကိုထွက်ပြေးလာတာလို့ဆွဆွဲခဲ့ပါတယ်။ဂျီဝူးကသားကိုပိုကောင်းတဲ့ဘဝပေးခြင်းလို့ပြောပေမဲ့သားဖြစ်သူကဒါကိုလက်မခံဘဲမြောက်ကိုရီးယားကိုပြန်ဖို့စူးစမ်းရင်းအပြစ်ခံခဲ့ရတာပါ။ဂျီဝူးကအိမ်ကိုခိုးဝင်ပြီးအမေအိတ်နေုံကြောင်းပြောင်းမဲ့စာရွက်တွေမှာတစိမ့်တုံးခိုးထုလိုက်ပါတယ်။နောက်ရက်မှာမစ္စတာကင်ကိုစာရွက်တွေပေးလိုက်ပါတယ်။ဟဲဆောင်းဟိုတယ်မှာပုံနေတုံးဘိုယန်ကဖုံးဆက်ပြီးဂျီဝူးကြောင်းပြောင်းမဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီညနေမှာပိုင်တာကိုရဲ့စုပေးပွဲကျင်းပနေပါတယ်။ဂျီဝူးကကျောင်းကထွက်ဖို့ပြင်နေတုံးဘိုယန်ရောက်လာပြီးသူ့ပစ္စည်းတွေကိုလူယူကခမ်းမတဲကိုအတင်းဆွဲခေါ်သွားပါတယ်။ပရိုဖက်ဆာအိုကမိန့်ခွန်းပြောနေုံမှာဟဲဆောင်းရောက်လာပြီးကြားဖြတ်နှောက်ယှက်လိုက်ပါတယ်။သူဟာမြစ်ထဲမှာလက်ကလေးကိုလွတ်ပေးပြီးကျောင်းကိုအမြန်လာခဲ့တာပါ။သူဟာသူ့ရဲ့ဘောပင်ကိုတက်တဲ့အဖြစ်ပြလိုက်တဲ့အတွက်ပရိုဖက်ဆာအိုကသူ့ကိုဝမ်းသာအားရကြိုဆိုပြီးမိန့်ခွန်းပြောခွင့်ပေးခဲ့ပါတယ်။ဟဲဆောင်းကသူဟာဂျီဝူးကိုတင်ချတင်ပေးခဲ့သူဖြစ်ကြောင်းနဲ့ဂျီဝူးကိုပရင့်ထုတ်ခိုင်းတဲ့စာတမ်းတွေကိုတက်တဲ့အဖြစ်ပြတာကဂျီဝူးမိန့်ခွန်းပေါက်ကြားသူမဟုတ်ကြောင်းတက်တဲ့ပြခဲ့ပါတယ်။မိန့်ခွန်းတွေကိုသူ့ကျောင်းသားတွေစီပေါက်ကြားအောင်လုပ်ခဲ့တာကမစ္စတာကင်ဖြစ်ကြောင်းကိုလည်းဖော်ထုတ်လိုက်တာကြောင့်မစ္စတာကင်ဟာအရှက်ရပြီးထွက်သွားခဲ့ရပါတယ်။ဟဲဆောင်းကသူ့အကြောင်းကိုပြောပြပါတယ်။သူဟာတင်ချာကိုကောင်းကောင်းလေ့လာခြင်းလို့မြောက်ကိုရီးယားကထွက်ပြေးလာတာဖြစ်ပြီးသူ့ဆိုရကသူ့ဒေသနာတွေကိုလက်နက်လုပ်ဖို့တုံးခဲ့တာကြောင့်ဖြစ်ကြောင်းပြောပြပါတယ်။
သူဟာလောဘတက်ခဲ့မိလို့တားဖြစ်သူအသက်ဆုံးရှုံးခဲ့ရကြောင်းနဲ့ဂျီဝူကတော့သူ့ရဲ့ရှို့ဝှက်ချက်ကိုအဆုံးထိတစ္ဆာရှိထိန်းသိမ်းပေးခဲ့ကြောင်းပြောရင်းငိုကြွေးကဂျီဝူကိုတောင်းပန်ခဲ့ပါတယ်။ဂီချောကဟဲဆောင်အတွက်နိုင်ငံသားဖြစ်ခွင့်ပတ်စပို့အသစ်နဲ့မြို့ကထွက်ခွာဖို့လက်မှတ်တွေပေးလိုက်ပါတယ်။နောက်ပိုင်းမှာဂီချောကဂျီဝူကိုဟဲဆောင်ထားခဲ့တဲ့လက်ဆောင်တွေဖြစ်တဲ့ဘောပင်နဲ့သူတေသနာစာရမ်းမှုကျမ်းကိုပေးခဲ့ပါတယ်။၃နှစ်ကြာမှဂျီဝူတို့တက္ကသိုလ်တန်းကဂျာမနီကတင်ချာသူတေသနာဌာနကိုတွားလည်တဲ့အခါဟဲဆောင်နဲ့ပြန်ဆောင်ခဲ့ပါတယ်။ဂျီဝူကဟဲဆောင်ကိုစတော်ဘယ်ရီနို့နဲ့အံ့ဩအောင်လုပ်ခဲ့ပြီးသူတို့နှစ်ဦးပျော်ရွှင်စွာပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်